မင်္ဂလာပါဒီနေ့ကျွန်မသူများတင်ထားတဲ့ဗီဒီယိုလေးတစ်ခုကြည့်လိုက်ရတဲ့အခါမှာခေါင်းတွေအောင်ကြည့်ပြီးတော့ပေါ့နော်စိတ်ထဲမှာပူသွားတယ်အဲ့ဒါဘာလို့လဲဆိုတော့တမီမင်းကလေးမွေးထားတဲ့မိဘတွေတတိထားဖို့အတွက်ဖြစ်တဲ့အခါကျတော့ဒါကျွန်မဒါလေးကိုပေါ့နော်ဒါပြန်ပြီး sharing လုပ်ပေးခြင်းနဲ့အရင်လည်းရေးကြည့်ရေပေါ့နော်အဲ့ဒါဘာလဲဆိုရင်ဆီယမတယောက်ကနေပြီးတင်ထားတာဆီယမသူနာပြီးဆီယမလို့တော့ထင်တယ်ပေါ့နော်သူစီကမှလာပြတယ်တဲ့15နှစ်သမီးလေးပေါ့နော်သူအတော်နဲ့လာတာပေါ့လာတော့ဆီယမစီကလာပြရတယ်ပေါ့နော်စီကရောက်လာတော့ဟုတ်ကဲ့ပါဘာဖြစ်လို့လဲဆီယမသူ့ကိုစစ်စစ်ပေးပါဆိုပြီးတော့ပြောတော့ကောင်မလေးကလေးမောင်အိတ်လိုက်တယ်ပေါ့နော်တိတ်လိုက်တဲ့ခါမှာ तू ကသမီးသူ့ပေါင်ချိန်လိုက်တယ်သူ့ပေါင်ချိန်လည်းဘာမှမဖြစ်သမီးဘာဖြစ်လဲဆိုသမီးဘာမှမဖြစ်ဘူးအဲ့ဆိုဘာလို့ပြတာလဲဆိုသူ့အတော်လမ်းမိလိုက်တဲ့အခါမှာတဲ့သူ့အတော်ပြောတယ်တဲ့သူ့ဘိုက်လေးကပုံနေလို့မတင်ငါလို့လာစစ်တာပါဆိုပြီးတော့ပြောတယ်တဲ့ခုနှစ်တန်းကျောင်းသူလေးနော်အဲ့ဒါနဲ့ဆိုခုနှစ်တန်းကျောင်းသူလေးဆိုတော့သမီးကခုနှစ်တန်းပေါ့အဲ့တော့ခါကျတော့စစ်လိုက်တော့ကိုဝင်ကခုနှစ်လကျော်နေမွေးတော့မယ်ဘိုက်ကလေးကလေးလေးဆိုတော့သူကအိမ်နေရင်စပန်လေးကောင်ဝင်လေးနဲ့ဆိုတော့သူ့ကိုယ်သူဘာမှမသိဘူးအခါကျတော့အဲ့နဲ့ခုနှစ်တန်းကျောင်းသူလေးပေါ့ကလေးကမွေးတော့မယ်ရှင်တို့ကလေးကကိုဝင်ရှိနေတာကိုဝင်တော့ခုနှစ်လကျော်နေမကြခင်စီ17လပိုင်း12လပိုင်းဆိုမွေးတော့မယ်ပေါ့သူအဲ့လိုပြောလိုက်တယ်တဲ့ပြောတော့သူကအော်သွားတယ်အဲ့နဲ့သူ့အမေရောသူ့ရဲ့မွေးတဲ့အမေရောပါလားဆိုတော့သူ့အမေကတော့ကြံခဲ့တယ်ပေါ့နော် तू ကမတင်ကားလို့ဆိုကလေးခေါ်ပြီးလာစစ်တာတဲ့အဲ့ဒါနဲ့ဆိုတော့ကလေးတေချာမေးကြပါအောင်ပေါ့စစ်ဆေးကြပါအောင်လို့ तू ကပြောတယ်ပေါ့နော်စစ်ဆေးကြပါအောင်ကလေးကတော့ဒီလိုပဲဖြစ်နေတယ်ပို့ပြီးတိကျအောင်လို့ဒါကျမအာထရာဆောင်းတွက်ရိုက်ပါပေါ့နော်နေဆိုတော့ရွာလေးဆိုတော့ तू အာထရာဆောင်းရိုက်ဖို့စိတ်စာလေးရေးပြီးတော့တိုကင်လေးပါယူပေးလိုက်တယ်တဲ့တေချာသွားအောင်လို့တွက်ရိုက်ပါဆိုပြီး तू ကလွတ်လိုက်တယ်တဲ့အဲ့နဲ့ဘာဖြစ်လို့တော့ तू ကကလေးကိုဆီယမမေးရပေါ့ကျမပဲစစ်လိုက်ပါမေးတဲ့ခါကျတော့ဘယ်လိုဖြစ်ကြတာလဲဆိုတော့သူ့ရဲ့ချစ်သူကရီစာအခုပြတ်သွားပြီလို့ပြောတယ်တဲ့အဲ့ဟာလေးက9တန်းကျောင်းသားလေးပဲ15နှစ်သားလေးပဲတဲ့သူနဲ့ဖြစ်ကြတော့ပဲအခုပြတ်သွားပြီဆိုတော့ဟာပြတ်လို့မရဘူးပြတ်လို့အဆင်မပြေဘူးเนาะဒါပြန်ခေါ်မိဘတွေကိုပြန်စကားပြောတာစစ်ဆေးပြီးတတိကြကိုဘက်ကဆေးအဖြေတွေရပြီဆိုတော့ပြောမိဘကလေးမိဘတွေတွေ့ဆုံရှက်စရာလည်းမလိုတော့ဘာမှမလိုတော့ဘူးပေါ့နော်အဲ့နဲ့သူ့အမေသိရင်တော့တတ်တော့မှာပဲသူ့ကိုယ်တွေသိရင်တတ်တော့မှာပဲလို့ပြောတယ်တဲ့သူ့အတော်ကရှင်တို့တက်ရင်လည်းတေယုံပဲရှိမယ်ကလေးလေးကဘာဖြစ်လို့လဲဆိုတော့ဒါဖြစ်ပြီးပြီပဲအကောင်းဆုံးရှင်းကြပါဆိုပြီးတော့ဆရာမပြောလိုက်တယ်ပေါ့နော်အဲ့ဟာနဲ့အတူတူဘာအတိတရားရလိုက်လဲဆိုတော့ကိုယ့်ရဲ့သမီးလေးတွေမွေးထားတယ်ဆိုလို့ရှိရင်နော်ဗီဒီယိုဆိုင်ပါကလေးတွေသွားလာနေရထိုင်တာညအိမ်ညစ်နေတယ်မလွတ်ပါနဲ့အခုခစ်ကလေမင်းကလေးတွေကျမတို့ခစ်သွားလို့မဟုတ်ဘူးအပြိုးဝင်တာအရန်စောတယ်အခု9တန်းနဲ့ကိုဝင်9လ15နှစ်သမီးနဲ့ကိုဝင်ဆောင်နေပြီဆိုတော့ဒါသမီးမင်းကလေးမွေးထားတဲ့မိဘတွေအတွက်အရန်ကိုအရေးကြီးတယ်ပေါ့နော်ဒါတေချာလေးဗီဒီယိုဆိုင်ကြဖို့လိုအပ်မယ်ထင်တယ်